ကြောက်စိမ်းရှာတာဝါရဏပါလို့ကိုရှာနေရဆိုတော့ဝါရဏပါတယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ဗျခောက်ချက်ဗျဒီကျွန်တော်တို့ဒီရဲ့စိန်နီခန်းတော်ပေါ့ဗျာခန်းတော်နဲ့ခောက်မိလိုက်တဲ့ခောက်ချက်တွေပေါ့ဗျာဒါကြောက်တွေကိုကျွန်တော်တို့ဘယ်လိုခွဲခြားလဲဘယ်လိုမျိုးကျွန်တော်တို့ဆုံးဖြတ်တယ်လဲကြောက်တစ်လုံးကိုခောက်မိလိုက်ရင်ဒီရဲ့ကျွန်တော်တို့ခန်းတော်နဲ့ဒါရှာနေကြအမြဲတမ်းရှာနေကြလူဆိုရင်တော့ကျွန်တော်လက်ကနေပြီးတော့တိရဗျခောက်မိလိုက်တဲ့ကြောက်ကလက်ကနေပြီးတော့လိုတိရပေါ့ဗျာကြောက်ကိုခောက်မိလိုက်တဲ့လက်မှာအရတာပေါ့ဗျာဒီကင်ထားတဲ့အရတာဒါကိုကောင်းကောင်းတိတယ်အခုမှစရှာမဲ့လူတွေအတွက်ကတော့ပြင်းတကူမှတ်ထားပေးပါကြီးကန်းတောင်ဆန်မောက်ချောက်ပလွံဗျဒီဟာတွေကိုကျွန်တော်တို့ကောင်းကောင်းနားလည်ပြီးကောင်းကောင်းခွဲခြားတတ်ပြီဆိုရင်ဒါကျွန်တော်တို့ကြောက်မျိုးတန်းပေါ့ဗျာနိုင်တယ်ပေါ့ဗျာကြောက်မျိုးတန်းနိုင်မှုအတွက်ကြောက်မျိုးတန်းကောင်းကောင်းနိုင်ပြီလို့ပြောလို့ရဗျဒီဟာကိုကောင်းကောင်းခွဲခြားတတ်မယ်ဆိုရင်ဒါကိုကတိထားမှာဘာလဲဆိုတော့ကြီးကန်းတောင်ဆန်မောက်ချောက်ပလွံဒါပဲကြီးကန်းတောင်ဆန်မောက်ချောက်ပလွံဒါလေးကျွန်တော်တို့ခွဲတတ်ပြီဆိုရင်ဒါကျွန်တော်အမဲကျော်ကြောက်စိမ်း